ကျွန်တော်တို့စာရေးတဲ့အခါမှာဖောက်ထုတ်ကတဲ့ဖတ်မှာလားဘာကုန်းကတဲ့ဘတ်မှာလားဆိုတာအမြဲလိုဒွိဟဖြစ်တတ်ပါတယ်ဥမာသူ့ဘက်ကိုဘက်လားနှစ်ဦးနှစ်ဖက်လားဆိုတဲ့ဟာမျိုးမှာဘယ်ဟာကိုဖောက်ထုတ်နဲ့သုံးရမှာလဲဘယ်ဟာကိုဘာကုန်းနဲ့သုံးရမှာလဲဆိုတာမျိုးပေါ့ဆိုတော့ဒီနေရာမှာခွဲခြားမှတ်သားနည်းကအင်မတန်လွယ်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကိန်းကနန်းတွေဖြစ်တဲ့1နဲ့3 4ဆိုတာတွေပါရင်ဖောက်ထုတ်နဲ့ဖတ်ပါမယ်เนาะကိန်းကနန်းမပါရင်ဒါဘာကုန်းနဲ့ဘတ်မယ်ပေါ့အဲ့ဒီအတွက်စောစောကဘာသူ့ဘက်ကိုဘက်ဆိုရင်ကျွန်တော်ပြန်ကြည့်လိုက်ရင်1နဲ့3 4ဆိုတဲ့ကိန်းကနန်းမပါပါဘူးမပါရင်ကျွန်တော်ဘာကုန်းနဲ့ဘတ်မယ်ဆိုတာကျွန်တော်တို့အလိုတကူရွေးချယ်လို့ရပါတယ်ဥပမာ2ဦးနှစ်ဖက်ဆိုရင်ဒါကိန်းကနန်းတွေပါတာတွေ့ပါမယ်တော့ရှေ့က2ဦးကတော့ဟိုတော့မမပေါ့နောက်ကနှစ်ဖက်ကြတော့ဖက်လာဘက်လာဒုတိယဖြစ်တဲ့ကြတာလေဆိုတော့နှစ်ကိန်းကနန်းတွေကနှစ်ခုပါတဲ့အတွက်ကျွန်တော်တို့ကဖောက်ထုံးနဲ့ဖက်မယ်ဆိုတာကိုအလိုတကူပိုင်းခြားခွဲခြားလို့ရတယ်ဒီတော့နှစ်ဦးနှစ်ဖက်ကိုနောက်ကနှစ်ဖက်ကိုလည်းဖောက်ထုံးနဲ့ကတဲ့ဖက်ဒီနည်းနဲ့ကျွန်တော်တို့ကိန်းကနန်းပါရင်ဖောက်ထုံးနဲ့ဖက်မယ်ဆိုတာကိုအပိုင်းမှတ်ထားလိုက်ရင်ဒါကျုံတဲ့အခါတိုင်းမှာအလိုတကူကျွန်တော်တို့သုံးလို့ရပါပြီ